ကျွန်တော်နဲ့အနောက်မြောက်လွင်ပြင်ကဗျာစီးရီလွှမ်းယုံ16နှစ်ပြည့်ဆိုယုံမြအရွယ်မုံရွာထောင်ထဲသို့လက်သီးကိုကြစ်ကြစ်ပါဆုတ်ခါဝင်သွားခဲ့တယ်။အပေါ်ရံမျက်နှာပေးကိုထီမထင်ဂိုက်ဖမ်းထားပေမဲ့အိမ်မက်ပင်မမက်ခဲ့ဘူးတဲ့ထောင်မူးဝါရဲရောက်တော့အသေးကခန့်ငယ်ငယ်ရဲ့1990ပြည့်နှစ်တကြံကျော်တဲ့စုံလေးရှေးတရောအခါ1990ပေါ့အဲ့ဒီအချိန်တုန်းကရန်ကုန်နဲ့မန္တလေးဆိုတာလဲဖွက်ချက်ကားတွေသာပြေးဆွဲနေစေမှုလူငယ်လေးတယောက်အတွက်မန္တလေးဆိုတာအိမ်မက်မုံရွာဆိုတာပြထန်းပထဝီမှာတင်အံခဲ့ဘူးရောအဲ့ဒီလိုမန္တလေးနဲ့မုံရွာမှာရန်ကုန်အခြေစိုက်လူငယ်လေး9ယောက်ခြေချဦးတွေဆိုယုံရှိသေးရောက်မှရောက်တော့လေမုံရွာရဲစခန်းအချုပ်စစ်ကြောရေးနဲ့မုံရွာထောင်ထဲအထိတောက်လျှောက်တယောက်နဲ့တယောက်ထပ်မတက်အိပ်ရတဲ့မှောင်နေမဲအချုပ်ခန်းတထွာတမိုက်မှာတလလောက်ကြာတယ်အဲ့ဒီတလမှာရေတခါသာချိုးခဲ့ရပြီးနောက်မုံရွာထောင်ထဲကိုရောက်တော့တိတ်လင်းချင်းနေတာမို့လူဘဝလူကဘာတွေပြန်ရောက်လာသလိုခံစားလိုက်ရတယ်။ထောင်မူးဝမှာအသေးငယ်ခဲ့ပေမဲ့အချုပ်ကျနိုင်ငံရေးအကျဉ်းသားတွေကိုတီးတန့်ထားတဲ့တောင်ယာဆောင်ထဲရောက်တော့တောင်ယာဆောင်ဆိုတာမုံရွာထောင်ထဲကအခွင့်ထူးခံတီးတန့်နေရလို့ဖြစ်နေတာကြောင့်ထောင်ဆိုတာပျော်စရာပါလားလို့ဘူးဝကြော်ပြီးမကြာခံစားခဲ့ရတယ်။လူရောက်80 100လောက်ဆက်တဲ့တောင်ယာဆောင်မှာအမှုရင်ဆိုင်တဲ့အချုပ်ကျနိုင်ငံ12ယောက်ဝန်းကျင်သာရှိတာမို့တိတ်ကျယ်လွန်းနေတဲ့အဆောင်ဝင်းနဲ့ပတ်ပြေးလို့လည်းရသေးစိမ့်ဆူနေတဲ့ကစွန်းငယ်နဲ့ဟင်းနုနယ်ပင်တွေကတွေးကျင်ရတွေးဖို့စိုက်ထားပေးသလိုအဆောင်ဝင်းထဲကရေကန်ဆိုတာမနက်ခင်းတန်းဖွင့်တာနဲ့ရေတဝေါရှန်ကျနေတာမို့တနေ့ရေနှခါ3ခါအိမ်မာလိုချိုးကျင်တဲ့အချိန်စိတ်ကြိုက်ချိုးစမ်းဒါနဲ့တောင်ယာဆောင်ရောက်ယုံရှိသေးအချုပ်ခန်းထဲကအပုပ်နဲ့တွေကိုရေတဝုံလောင်းကဆေးချလိုက်တယ်။ထောင်တွင်းနိုင်ခြင်းတို့ရဲ့ယဉ်ကျေးမှုအတိုင်းလူအောင်တွေရောက်လာကနှုတ်ဆက်အားပေးထောင်တွင်းနေနီးထိုင်နီးတွန်တင်ပေးကြတယ်။ထောင်ထဲမှာခဏတစ်ဖြုတ်လာအနားယူတယ်လို့သဘောထားကြဖို့ကွာတဲ့။မျက်မှန်ထူထူပတိုင်းမွေးထူထူနဲ့သူ့ထောင်ထဲနေနီးထိုင်နီးကတခြားသူတွေနဲ့မတူထောင်ထဲရောက်နေတာတောင်ထီမထင်တရော်တော်တော်ပြီးတော့သူ့အလုံးတွေကစာကြီးပေကြီးတွေရဲ့အကြီးကြီးနေဝင်နေသူမှန်တိတိတာတာအဲ့ဒါမုံရွာမြို့ရဲ့ကြပြဆရာလို့မုံရွာသားနိုင်ချင်းကျောင်းသားတူကပြောပြတော့ခိုက်သွားတယ်။ကျောင်းပြထန်းစာအုပ်ထဲကကြပြတွေကိုသာဘာမှမသိအလွတ်ကျက်ခဲ့ဘူးပြီးပြင်ပကြပြဆိုလို့မောက်မောက်ဥက္ကလာရဲ့အချစ်ကြပြတပုတ်နှစ်ပုတ်သာဖတ်ခဲ့ဘူးရာကနေအခုတော့ကြပြဆရာဆိုတာကြီးနဲ့အရှင်လက်လက်မျက်နှာချင်းဆိုင်ကြပြဆရာရဲ့စတိုင်ငါရောတော်ကီပါတိတ်မိုက်နေုံနဲ့မကအဲ့ဒီကြပြဆရာထောင်ထဲဝင်လိုက်ထွက်လိုက်အရင်ကနှစ်ကြိမ်ကြီးများတောင်ဆိုလားရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝဦးတန့်အရေးခင်မဆလာခေအင်းစိန်ထောင်ထဲနိုင်ခြင်းဘဝပြီးတော့ကြပြဆရာဖတ်ထားတဲ့စာအုပ်တွေကလှဲပနစီတိုက်တောင်ရှိမလဲမသိသူ့မညံသူ့တော်ကီကလည်းဖတ်ထားသမျှတွေကိုပုံပြောကောင်းသူတယောက်လိုဖွဲ့နဲ့ပြန်ပြောပြနိုင်တာကြောင့်လဲငေးခဲ့ရသူ့စာဖတ်အားမနာလိုဖြစ်ရတဲ့အထိအဲ့ဒီအချိန်အဲ့ဒီကြပြဆရာရဲ့အသက်က30ကျော်လောက်ပဲကိုရီရောက်ပြီးတိတ်မကြာနောက်ထပ်ကြပြဆရာတယောက်ကလည်းမုံရွာထောင်ထဲရောက်လာတယ်သူတို့က4828အုပ်စုကွန်မြူနစ်ယူကြီးကိုကကွန်မြူနစ်ဆိုရင်တခင်တန်းထုံးကြီးနောက်ဆုံးနေများစာအုပ်လောက်ဖတ်ဖူးပြီးဝင်းရင်တုံးနဲ့လေမျိုးရိုက်တဲ့အကြံပဒံဇက်တွေသာမျက်လုံးနဲ့ထင်းနေတာမို့ကွန်မြူနစ်ယူကြီးတွေကဘလို့တုံးလို့သွားစနီးနာကြည့်မိဖြူဖြူနုနုနဲ့အင်္ဂလိပ်စာတတ်ကြပြဆရာကိုတွေ့ရတယ်သူကလေးလုံးဆက်ကြပြဆရာမကြီးကိုအယူမူပြီးတော့အဲ့ဒီကြပြဆရာဖတ်ထားမှတ်ထားတဲ့စာတွေကလည်းဖြုံညင်စရာသူ့ကလောင်လွှမ်းချုံကြပြဆရာလွှမ်းချုံတို့နဲ့အမှုတွေထောင်ထဲတလလောက်သာနေရပြီးပြန်လွတ်သွားသူတယောက်လည်းရှိသေးတယ်အခုမသေးသေးဘူးလို့ထင်ရပေမဲ့ဘယ်ရောက်နေမှမသိတဲ့ကိုတင်ကိုသူကကြပြမရေးပေမဲ့ကြပြ crazy အထူးသဖြင့်ကြပြဆရာမောင်ချောနွယ်ရဲ့ကြပြတွေကိုကြိုက်လွန်းလို့ဖန်ရင်နဲ့အလွတ်ရနေတဲ့သူကိုတင်ကိုရွတ်ပြလို့ကိုချောရဲ့ကြပြတွေနားထောင်ခဲ့ရဘာမှမသိပေမဲ့နားထဲစိတ်ဝင်သွားသလိုမျိုးခံစားခဲ့ရထောင်တွင်းကြပြဆရာတွေကတော့တသားနောက်တစ်ယောက်ကြီးလက်ကျောင်းဆရာလေးအဖြစ်နဲ့ကွန်မြူနစ်ယူကြီးကိုမျိုးချစ်ကလည်းကြပြတွေနင်းကန်ဆက်နေုံမကသူ့ကြပြတပုတ်ပြီးတိုင်းကျွန်တော်ဦးကြီးရွတ်ပြနေလေတော့ဩကြပြဆိုတာဒါမျိုးပါလားလို့ကိုနားလေသလိုတွေးမိထောင်ထဲကနေထွက်လာတော့မုံရွာဆိုတာတထေးတွေလည်းပေါ်စီးသမားတွေပေါ်ပြီး
ကဗျာဆရာတွေလည်းမနှဲဘူးဆိုတာသိခဲ့တယ်ပြီးတော့ကဗျာဆရာဆိုတာစာဖာကောင်းပြီးမီးလောင်တဲ့အသွင်းခံထားတဲ့ဒီခေတ်ကြီးကိုသူတို့ကဗျာနဲ့ပြန်တိုက်နေမှန်းလဲစာဝါခဲ့မိတယ်ကိုငယ်ဘဝကဗျာဆရာတွေနဲ့တွေ့ခဲ့ပြီးကဗျာဆရာတွေကိုအထင်ကြီးခဲ့ပြီးမဲ့ကဗျာနဲ့ကိုဘာမှမဆိုင်ဘူးလို့ပဲသိမှတ်ခဲ့တယ်အပေါင်းအသင်းပဲကောင်းလို့လားခေတ်ကြီးကိုတုံ့ပြန်စရာလုံးမိလို့ရကြောင်ကရမ်းနဲ့ကဗျာရေးပြခဲ့တာလားတော့အခုထိကွဲကွဲပြားပြားမသိတပု္ပ္ပစာနှစ်ပု္ပ္ပစာမဂဇင်းပေါ်တက်ခါသာငယ်ဘဝမုံရွာရေဆက်ကမကုံသေးတော့ရန်ကုန်မှာကြည်စော်ရင်းနဲ့တက်တက်တိုးတယ်သူကလည်းမုံရွာသားကိုကလည်းမုံရွာကျောင်းဆင်းပြီးတော့ကိုထောင်ထဲမှာတွေ့ခဲ့တဲ့ပတိုင်းမွေးထူထူနဲ့ထီမထင်ကဗျာဆရာကြီးရဲ့လက်ဖက်ရည်ဆိုင်ကနေထွက်လာသူမို့အလွယ်တကူပဲနှစ်အတော်ကြာဖွဲ့နှွယ်ခဲ့ကြတယ်ကြည်စော်အေးရန်ကုန်မှာဘာအလုံးမှမလုပ်ပဲကဗျာပဲရေးပြီးနှစ်အတန်ကြာပျော်ပျော်ကြီးနေသွားခဲ့တယ်သူနဲ့ကိုကဗျာတွေတော်တော်ရေးခဲ့ကြပြီးမကြာခဏဆိုသလိုတွေ့ဆုံတောက်စားခဲ့ကြတာတော့ကဗျာအကြောင်းဟုတ်တိပတ်တိမပြောပြကြပဲကဗျာဆရာစာဆရာတို့အကြောင်းပဲပြက်လုံးထုတ်ခဲ့ကြတာကြည်စော်အေးတည်သွားတော့မှပဲပြန်တရိယာကြည်စော်အေးသူပျော်တဲ့ရန်ကုန်မှာကွေးသောလက်ပြန်ဆန့်ထုတ်စဉ်စက်ကနေဆုံးသွားခဲ့တယ်ကြည်စော်အေးနဲ့အတူမုံရွာသားသူ့ကလောင်စူးပြူလို့ပြောတဲ့ညီညီနိုင်ကိုလည်းရန်ကုန်မှာဆုံခဲ့သေးတယ်စာနေနဲ့ရေးပြီးအရက်တေးကြီးနင်းကန်တောက်သွားခဲ့တဲ့ညီညီနိုင်ဘီးတစ်ပိုင်းလောက်ကိုရေမရောပဲမွန်ထရီစီဂရက်တလိမ့်နဲ့မြည်က15မိနစ်လောက်နဲ့အပြက်သူလည်းပဲရန်ကုန်မှာဘာလာလုပ်တယ်လဲသူ့ကိုယ်သူတော်တိမဲ့ပုံမပေါ်သူဒီလည်းရန်ကုန်မှာတိတ်ပျော်တယ်ရန်ကုန်စာပေလောကတဲ့ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ဒီလိုရောင်းနေရတာကိုပဲပြောခဲ့တဲ့ပုံအစင်မပြေတော့တဲ့တနေ့မှာမုံရွာပြန်သွားတယ်မုံရွာမှာငငယ်ရွယ်နဲ့ပဲဆုံးရှာတယ်ညီညီနိုင်နဲ့အသက်သိပ်မကွာတဲ့နောက်တစ်ယောက်ကကေစာဝင်း2010ဆွမ်းကားသာထင်တယ်ယတိမဂ္ဂဇင်းမှာကျွန်တော်ကဗျာအေဒီတာလုပ်နေစဉ်သူကကဗျာပလက်ဖောင်းပေါ်ရောက်ခါသာပွင့်တဲ့ကေစာဝင်းဆိုတာဘယ်ရလဲကျွန်တော်မသိပဲသူကဗျာကြိုက်လို့ယတိမှာကျွန်တော်သုံးခဲ့ဦးတယ်သူစာမူကလာထုတ်လို့ဆုံတော့မုံရွာတစ်ဖက်ကန်းကနာမည်ကျော်လက်ပတောင်းဇာတိသားမှုကျွန်တော်ကမုံရွာသားလို့ပဲသိမှတ်ငယ်ဘဝအကောင်ပေါက်ခဲ့တဲ့မုံရွာကိုချစ်တော့လေကေစာဝင်းကိုညီငယ်တယောက်လိုကျွမ်းခဲ့တယ်သူကဖုံးကြီးလူရက်နိုင်ငံရေးအတန်ခက်ပြင်းပြင်းဟိုကောင်သိန်းစိန်အစိုးရလက်ထက်လက်ဗရန်တိုက်ပွဲမှာကေစာဝင်းတာယာဝတီထောင်ထဲရောက်ခဲ့တယ်ထောင်ကနေပြန်ထွက်ပြီးရန်ကုန်ရောက်လာတော့ထောင်ထဲမှာရခဲ့တဲ့ရာမွန်တို့ပြန်စာအမည်ရသူ့ကဗျာရှည်စာအုပ်လက်ဆောင်လာပေးတယ်ကေစာဝင်းကိုရန်ကုန်မှာတွေ့လိုက်မုံရွာပြန်သွားမှန်းသိလိုက်ပြီးတော့ဂျပန်သွားမလို့ရန်ကုန်မှာဖြတ်ခနဲချွေးတလုံးလုံးနဲ့တွေ့လိုက်တခါရန်ကုန်ဘတ်စ်ပေါ်မှာညဘက်ကြီးတွေ့တော့ဒါအကိုညီမပါလို့သူ့ကောင်မလေးနဲ့မိတ်ဆက်ပေးတယ်နောက်တော့မုံရွာမှာပုဂ္ဂလိကကျောင်းတစ်ကျောင်းရဲ့အဆောင်မှုဆိုလားကြားမိမုံရွာမှာကြည်စော်ကြီးသွေးရံပြီးဆေးရုံတက်တော့သူပဲပြေးပြေးလွှားလွှား2020ဝန်းကျင်လောက်က Facebook ပေါ်မှာကြည်စော်ကြီးကဗျာလို့ထင်တယ်ကေစာဝင်းရွတ်ထားတာနားထောင်မိအဲ့ဒီမှာကေစာဝင်းကကဗျာရဲ့အတန်ကိုကောင်းကောင်းသိမှန်သိရှိကြွေမိကျွန်တော်ချက်ချင်းပဲဖုံးဆက်ပြီးကြိုက်ကြောင်းပြောမိကျွန်တော်နဲ့ကေစာဝင်းကြားဖုံးဆက်တွေရအဲ့ဒါနောက်ဆုံးမှဘယ်သိခဲ့မလဲຫນွေဦးတော်လိုင်းမှာကေစာဝင်းရှေ့သို့ချီနေမှန်းကြားရတယ်2021မတ်3ရက်မှာကေစာဝင်းပျောက်နေကြောင်းကြည်စော်ရေးဖုံးဆက်ပြောတယ်နောက်တစ်ရက်ကြာမှကွန်ဖန်မုံရွာမြို့ဖယဏီအနီးဦးကောင်းကြည်တင့်ကြဆုံးအနောက်မြောက်လွင်ပြင်ကဗျာဆရာခက်တီကသူတို့ကခေါင်းကိုပြစ်တယ်ဒေါ်လာကြီးကနှလုံးသားမှာရှိတာသူတို့မသိကြဘူးလို့တမိုင်းဝင်ကဗျာတပုတ်နဲ့အာနာယူတွေကိုဟားတိုက်ခဲ့တယ်ခက်တီကမုံရွာနဲ့မလန်းမကန့်ပလဲမျိုးသားတပုံစိတ်ပြင်းတဲ့ကဗျာဆရာ2010ဆွန်းတဲ့စုံကာလခက်တီစင်ကာပူကနေပြန်လာတော့ကျွန်တော်တို့ရဲ့အကူတော်ကဗျာဆရာကိုလှတန်းဝိုင်းမှာစတွေ့ခဲ့တယ်မမရရကြီးမြင့်နိုင်ကန်းသားစီနဲ့မျက်စောင်းတို့လောက်ကမဲသလီပင်အုံဆိုင်နေတဲ့မွန်မအဖြူဆိုင်မှာကိုလာတန်းနဲ့အတူကြည်စော်ရေးခက်တီနဲ့ကျွန်တော်တို့ဝိုင်းဖွဲ့လှတန်းရဲ့လက်မလျော့ကဗျာတွေဟာကျွန်တော်တို့အပေါ်ဩဇာကြီးခဲ့သလိုကိုလာတန်းဝိုင်းကနေတပုံစိတ်ပြင်းတဲ့ကဗျာတွေခက်တီစီစစီခဲ့တာသိကြတယ်ခက်တီပလဲမှာရှိနေချိန်မုံရွာရောက်တိုင်းလဲသူတို့အနောက်မြောက်လွင်မြင်အဓိပတိမုံရွာထဲကျွန်တော်စတွေ့ခဲ့ဘူးတဲ့ကဗျာဆရာစီဝင်လိုက်ထွက်လိုက်2021ခုနှစ်မေလ8ရက်စေအုပ်စုကခက်တီကိုဖမ်းသွားပြီးနောက်24နာရီမပြည့်မီဒဏ်ရာတွေနဲ့အသက်မဲ့ခံတာခက်တီဟာသားသက်သမားတွေကတေတဲ့အထိညှဉ်းပန်းနှိပ်စက်ခဲ့ပေမဲ့အညံ့မခံခဲ့ကြောင်းအသက်ပေးသက်သေပြခဲ့တယ်
ကျွန်တော်တို့စီမှာလဲတယောက်ပြီးတယောက်ပဲလို့ခက်တည်ရဲ့တော်လန်သောဇာပနအခမ်းအနားအပြီးကြပြာဆရာထွန်းကိုကကျွန်တော်စီအဲ့ဒီလိုဖုံးဆက်ပြောဘူးတယ်အဲ့ဒီအချိန် तू ကပေါက်မြို့နေတဲ့တနေရာမှာဖုံးကြီးဝင်နေတဲ့အချိန်လို့ထင်တယ်တစ်ချိန်တော့ကတော့ကိုထွန်းကိုဆိုတာရှက်ကီလေးဝင်သွားရင်တိုင်ငါးတကောင်လိုလှစ်လှစ်ကလေးပြေးကျင်နေတဲ့သူလဲမုံရွာသားစစ်စစ်တက်ကရက်2000ဝင်းကျင်လောက်ကထင်တယ်ရန်ကုန်ဘိုးဒီဘက်တီနဲ့ရောက်လာတယ်အဲ့ဒီအချိန်သူ့အကိုကရန်ကုန်တက္ကသိုလ်မှာဆရာမှုလှိုင်တက္ကသိုလ်ဝင်းထဲကအဆောင်မှာနေစားစီရင်အခိုင်ကိုထုံးကိုရန်ကုန်ဘာလာလုပ်တယ်လဲဆိုတော့တီးခွင့်ရမယ်တနေရာမှာဂီတာတီးပြီးဝါရီညင်အောင်လုပ်မယ်ပြီးတော့ကြပြာရေးမယ်ပေါ့သူ့လက်တံနားထောင်မှုသူတချို့ကဂီတာမှာဆရာလို့ပြောကြတယ်ဒါပေမဲ့ तू ကတာဝန်တရက်အလုပ်တစ်ခုပုံစံမျိုးလဲဂီတာတီးခြင်းပုံမရပြန်ဘူးကြပြာရေးလိုက်ဘော်ရာရီနဲ့တောက်လိုက်မူးလိုက်ရင်ဘယ်သွားမလဲဘာလုပ်မလဲကိုထုံးကိုကန့်ကွက်ယူထုံးစံမရှိအဲ့ဒီတော့ကအရက်ကိုရှယ်ကြိုက်တဲ့သူနဲ့ဟိန်းထိုက်ဆန်တွေသူတို့မုံရွာသားကြပြာဆရာတွေထုံးစံလို့ပြောမလားဘဝရည်မှန်းချက်တွေကြီးဝါချမ်းသာရဲ့အိမ်မက်တွေဘာမှမရှိအောင်မြင်တဲ့ကြပြာဆရာကြီးဖြစ်ရမယ်ဆိုတာမျိုးပေါ်တော်အထာလည်းမရှိစိတ်ထဲရသလောက်ကြပြာရေးမယ်ဒီလောက်ပဲနောက်ပိုင်းရန်ကုန်မှာမဟန်တော့မုံရွာသို့ပြန်တက်ခောက်တယ်နောက်တော့ဘလို့စိတ်ကူးတွေနဲ့ဖုံကြီးဖြစ်သွားတယ်လည်းမသိဖုံကြီးဖြစ်ပြီးမှပဲပေါင်ရိုးပြဿနာပေါ်လာလို့ဆေးရုံတက်စတီးကြောင်ထက်လာအတန်ကြာအိယာပေါ်ပက်လက်โอเคသွားပြီဆိုတော့ပုံမှန်အခြေအနေဘေးရောက်တော့မလဲပြေးရလွားရမယ့်ခင်မှာဒုက္ခောက်တစ်ဖက်နဲ့ခက်မြန်မြန်လမ်းလျှောက်ဖို့တော့အဆင်မပြေဖုံကြီးဘွားနဲ့ကြေးလက်ရှူခင်းတွေကိုဓာတ်ပုံလျှောက်ရိုက်တယ်သူ့ဓာတ်ပုံလက်ရာကတိတ်မိုက်နေတော့ကြိုက်ကြတယ်ဓာတ်ပုံနေမိုက်ကြောင်းပြောရင်းနဲ့ကျောင်းနိုင်လေးပါလေးမဖြစ်သေးဘူးလားလို့မေးမိသေးတယ်ခမည်းတော်ဘယုတ်ဒုက္ခကြပြာဆရာတွေလာနေပြီးပြန်မောင်းချလို့မရမှာဆိုလို့ကျောင်းနိုင်မလုပ်တာတဲ့ကျွန်တော်တို့ရေမောခဲ့ဘူးတယ်2023လောက်ကထင်တယ်ပေါ့မှလည်းအခြေအနေမကောင်းဘုန်းကြီးတွေပါလေတက်ဖို့ဝင်မလေးတဲ့စစ်တပ်ကြောင့်ထင်တယ်မုံရွာပြန်လာပြီးလူပြန်ထွက်မုံရွာမြို့စွန်ကအိမ်မှာသူတပွေတယ်သွားစရာကြပြာအပေါင်းအသင်းတွေကလည်းမရှိတော့ဘူးဆိုတော့သူတို့အနောက်မြောက်လွင်မြရဲ့ကြပြာအတိပရိစီသာတခါတည်းရန်မုံရွာဆိုတာစစ်ဖြစ်နေတဲ့မြို့ကြီးတစ်မြို့ဆိုတော့လေလမ်းထိပ်ထွက်ရင်တော့သတိကြီးစွာနဲ့မျက်စိရှင်းရှင်းထားရတခါဖုန်းပြောပြတော့သူတောက်နေကြအရက်ဖြူဆိုင်နဲ့ပေါ်တာဝင်ဆွဲသွားသေးတယ်ဟဲ့လူခမားလဲသတိထားအောင်လို့ကျွန်တော်ကပြောမိတော့အသက်လဲကြီးခြေတော်လဲတိတ်မကောင်းတော့မဆွဲဘူးလို့ဆိုတယ်အသက်ကြီးပေမဲ့ခမားကိုတရက်လောက်ပေးပြီးစစ်တပ်ထဲထမင်းချက်ခိုင်းလို့ရတယ်လို့ကျွန်တော်ထပ်ပြောတော့တဟဲဒီနှစ်ဩဂုတ်လောက်ကစပြီးလိုင်းမော်တော်တော်အတက်နေလာတယ်စက်တင်ဘာလအကုန်ပိုင်းမှာမီးစိမ့်နေလို့ဖုန်းဆက်ကြည့်တော့တိတ်နေမကောင်းဘူးလို့ဆိုတယ်ချော်လဲထားလို့စတီးကြောင်ထည့်ထားတဲ့ပေါင်ရိုးနေပြန်ထိတာမို့ပုံမှန်အခြေအနေရအောင်ခဏငြိမ်နေရတယ်လို့လည်းဆိုတယ်စကားပြောပြတိုင်းကြပြားတွေမရှိတော့တဲ့မုံရွာမှာအထီးကျန်တဲ့အကြောင်းသူတော်တော်ပြောတယ်အောက်တိုဘာ20ရက်မှာသူ့ page ပေါ်သူ့ကြပြားတစ်ပုဒ်တင်29ရက်ကျတော့ကိုထွန်းကိုဆုံးပြီတဲ့26ရက်ကဆုံးတဲ့ပုံ Facebook ပေါ်တင်ထားသမျှရှောက်ဖက်ကြည့်တော့ဘာကြောင့်ဆုံးတယ်လဲဘယ်သူမှသေချာသိပုံမပေါ်သူထွက်သွားပုံတိတ်ဆိတ်လွန်းတယ်သူကမပြောတော့တာတော်တော်ကြာပြီဆိုတာတော့ကျွန်တော်သိတယ်ဘာပဲဖြစ်ဖြစ်မဆုံးငယ်ရက်ပိုင်းလေးမှာကြပြာတစ်ပုဒ်ရေးခဲ့နိုင်သေးတာနောက်ဆုံးအချိန်ထိကြပြာနဲ့အတူရှိခဲ့တဲ့အမှတ်အသားပဲမဟုတ်လားမသေးခင်တရက်အထိကြပြာရေးသွားခဲ့တဲ့ကြည်စော်ရေးကိုသတိရမိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဗရောက်ပွင့်တဲ့တမူကြီးမောင်စိမ့်နီမဆုံးမီနိုင်ပိုင်းလောက်အလိုမှာပုံနှိပ်ဆက်ကကြပြီးသားမဖြန့်ညီရသေးတဲ့ဗရောက်ပွင့်တဲ့မဂ္ဂဇင်းကိုအရသာခံလှန်လောကြည့်ခဲ့တာကိုလည်းစက်သတိရမိတယ်ကိုထွန်းကိုဆုံးပြီဆိုတော့မဂ္ဂဇင်းကဗျာခက်မှာအတူဖြတ်ပြီးလူချင်းလဲကျွမ်းခဲ့တဲ့ကျွန်တော်နဲ့ခစ်ပြိုင်အနောက်မြောက်လွင်မြင်ကြပြဆရာတွေကုံသွားပြီဆိုတာအကြီးသိရှိပလင်မော်ခွေးတက်နေတဲ့ခင်မှာကို့လူတွေတဖြုတ်ဖြုတ်မုံရွာဆိုတာလဲလူငယ်တွေကုံတလောင်နီးရိုးပြက်ကြီးဖြစ်နေပြီမဟုတ်လားဒါပေမဲ့တစ်ချိန်မှာမုံရွာသို့အရောက်ပြန်ကြပြဆရာဆိုတာဒါလားလို့ကျွန်တော်စသိခဲ့တဲ့ကြပြဆရာကြီးနဲ့တိန်းသွားခဲ့တဲ့ကို့လူတွေအကြောင်းရောက်တဲ့ရာပြောဦးမယ်ဆိုတဲ့မျှော်လင့်ချက်ကတော့ဆက်လက်ရှင်သန်နေသေးပါပဲကျွန်တော်လက်သီးကိုကြစ်ပါဆုတ်ထားပါတယ်